နဘေးကတိုးတက်လာတာတော့မှန်ပါတယ်ဒါပေမဲ့ဒီအချက်ကြောင့်ပဲသူပဲအနိုင်ရလိမ့်မယ်လို့ဆိုလာတဲ့စူပါလက်ပရိသတ်များလုံးပဲမင်္ဂလာပါဗျာ24 Sport ကနေပြန်လည်ကြိုလိုက်ပါတယ်စူပါလက်နဲ့နဘေးအနိုင်တို့ရဲ့ရင်ဆိုင်ကြမယ့်ပွဲကပရိသတ်တွေအထူးစိတ်ဝင်စားကြတဲ့ပွဲပါပဲမှွေတိုင်းပဒံဝေတန်းမှာဘရင်အစ်စ်ပေါ်လာမလားစူပါလက်ကပဲပလင်မော်ဆက်ထိုင်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါနဘေးကတော့စူပါလက်ကိုအနိုင်ယူပြီးပထမအကြိမ်တွဲဆုံခဲ့တဲ့ပွဲတော့ကရလက်ကိုပြောင်းပြန်လှန်ကျင်နေတာဖြစ်ပါတယ်နဘေးကစူပါလက်ကိုလည်းလက်စားချေချန်ပီယံကပတ်ကိုလည်းပိုင်ဆိုင်တစ်ချက်ကုန်နဲ့ချက်ပြတ်ချင်နေတာပါဒါနဲ့ပတ်သက်ပြီးနဘေးကအခုလိုပြောထားမှုပါတယ်လွန်ခဲ့တဲ့နေ့ကကျွန်တော်ဟာလေးအောင်စာပဲလေးတဲ့လက်အပါအကြောင်းကိုမသိခဲ့ဘူးကျွန်တော်လက်အပါဝေးတဲ့အတွေ့အကြုံလည်းမရှိခဲ့ပါဘူးအခုအချိန်မှာတော့ကျွန်တော်ဟာလုံးဝခြားနာပြောင်းလဲသွားပါပြီစူပါလက်ကိုရှုံးခဲ့တာဟာကျွန်တော်အတွက်သင်ခန်းစာအကြီးကြီးရစေပါတယ်ကျွန်တော်ကအဲ့ဒီပွဲကနေအများကြီးတင်ယူထားပြီးပါပြီလာမယ့်ပွဲတွေမှာတော့ရလက်ကမတူဘူးဆိုတာကျွန်တော်သိချပါတယ်ကျွန်တော်နေ့ရက်တိုင်းမှာပိုကောင်းအောင်သင်ကြားနေတာပါနောက်ဆုံးပွဲမှာဖြစ်ခဲ့သလိုမျိုးထပ်ဖြစ်ခံမနိုင်ပါဘူးအဲဒီတော့ကကျွန်တော်ကခြားလေးပဲရှိသေးတာပါအခုကျွန်တော်အများကြီးကြီးထွားလာပါပြီကျွန်တော်သာသင်ခန်းစာမယူနိုင်ခဲ့ရင်ဒီနေ့လိုနေရာမျိုးကိုရောက်နေမှာလည်းမဟုတ်ပါဘူးကျွန်တော်အနိုင်ရတဲ့အတွက်ကစားသွားမှာပါကျွန်တော်စူပါလက်ကိုအနိုင်ယူချင်ပါတယ်ကျွန်တော်ချန်ပီယံဖြစ်တာမဖြစ်တာကိုဂရုမစိုက်ပါဘူးကျွန်တော်စူပါလက်ကိုပဲတီးချင်တာပါဒါပေမဲ့ဒီပွဲမှာကျွန်တော်လိုချင်တာအဲ့ဒါလေးပါပဲလို့ဆိုခဲ့လိုက်တာဖြစ်ပါတယ်နဘေးကတော်တော်လေးကိုစီးရီယက်ဖြစ်နေတဲ့ကစားသမားပါနဘေးနဲ့စူပါလက်တို့ထိုင်းနိုင်ငံမှာ Facebook လုံတုံးကစူပါလက်ကနဘေးကိုရေးပြခဲ့တယ်လို့နဘေးကလည်းပြန်ရေးပြခဲ့ပါတယ်ပြန်မဲ့နေဆိုပေမဲ့2နဲ့2လေးစားတဲ့သဘောမျိုးပါဒါပေမဲ့ဂျမန်နိုင်ငံမှာ Facebook လုံချိန်မှာတော့စူပါလက်ကရေးပြပေမဲ့နဘေးကခက်တီနဲ့ပဲစိုက်ကြည့်နေခဲ့ပါတယ်စူပါလက်ကကြောင်အန်းအောင်ဖြစ်သွားခဲ့ရတာပါအခုဆိုရင်စူပါလက်ကယုံကြည်မှုလွန်ကဲနေနဘေးနဲ့ပတ်သက်ပြီးသတိပေးစကားကိုပြောဆိုလာခဲ့ပြီးဖြစ်ပါတယ်နဘေးကကျွန်တော်ကအဖွင့်ပွဲမှာရှုံးပြီးနောက်ပိုင်းအများကြီးတိုးတက်လာပါတယ်နိုင်ပွဲတွေလည်းဆက်ရလာပါတယ်နိုင်ပွဲရလေလေသူ့ရဲ့ယုံကြည်ချက်ကလည်းပို့ပြီးတော့မြင်မာလာလေပါပဲသူကအောင်မြင်မှုတွေကိုပို့ပြီးတော့စားလောင်နေတာပါဘလိုပဲဖြစ်နေပါစေသူကငယ်ရွယ်သေးတယ်လို့ဝါနုကသွားနုအတွေ့အကြုံနုနေပါသေးတယ်သူမှာအကောင်းဆုံးဖြစ်လာဖို့လိုအပ်နေတာလေးတွေရှိနေသေးတယ်လို့ကျွန်တော်ထင်ပါတယ်အတွေ့အကြုံများလာတဲ့တနေ့သူကပိုကောင်းလာမှာဖြစ်တယ်လို့ရင်ဆိုင်ရခက်လုံးလို့တွဲဆိုင်ရဖို့တော့ခက်တဲ့သူဖြစ်လာနိုင်ပါတယ်ဘက်တန်ဝေတန်းမှာကျွန်တော်ရဲ့ပါဝါကပိုကောင်းပြီးထိုးချက်ကန်ရက်တွေကပိုပြင်းပါတယ်ကျွန်တော်တပည့်ကိုဒီဝေတန်းမှာရင်ဆိုင်ရတာဟာပထမပွဲတုန်းကလို့ fly weight တန်းမှာရင်ဆိုင်ရတာထက်ပိုပြောစရာကောင်းမယ်လို့ထင်ပါတယ်ကျွန်တော်အကွက်ပေါင်းစုံမျိုးစုံပြင်ဆင်ထားသလို surprise တိုက်စရာလေးတွေလည်းအများကြီးရှိပါတယ်နဘေးကနောက်ဆုံးပွဲစဉ်တွေမှာအလဲချုံနိုင်ပွဲတွေရထားပေမဲ့ကျွန်တော်ဖြည့်ရှင်းနိုင်မယ်လို့ထင်ပါတယ်နောက်ဆုံးအချိန်မှာပွဲကိုအပြည့်ဖြတ်နိုင်မယ်အခွင့်အရေးရလာမယ်လို့ထင်ပါတယ်ပွဲက9ကြီးရောက်သွားမယ်ဆိုရင်ကျွန်တော်ရဲ့ game plan ကပြောင်းသွားမှာပါဒီအတွက်စီစဉ်ထားပါတယ်ကျွန်တော်သိပါတယ်80ရာခိုင်နှုန်းသောလူတွေကဒီပွဲမှာနဘေးနိုင်သွားလိမ့်မယ်လို့ထင်မြင်နေကြပါတယ်ကျွန်တော်လည်းဒီပွဲရလဲဘယ်လိုထွက်လာမလဲဆိုတာမသိပါဘူးဒါပေမဲ့နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေကျွန်တော်အကောင်းဆုံးကစားသွားမှာပါဒီလိုခက်ခဲတဲ့ပွဲမျိုးကစားရတာကျွန်တော်အတွက်ဒါပထမဆုံးမဟုတ်ပါဘူးအရင်ကလည်းအခုထက်အများကြီးပိုခက်တဲ့ပွဲတွေကစားမှုပါတယ်နဘေးကအရင်မြန်မာသူမို့ကျွန်တော်ထက်အားသာချက်ပိုကောင်းတာတော့ပုံမှန်ပါပဲလူတွေကကျွန်တော်မျက်နှာတွေမေးစီတွေကြီးပဲ share ကျွေးခံရလိမ့်မယ်လို့ပြောနေကြတယ်ကျွန်တော်မှဒါကိုဖြည့်ရှင်းဖို့ plan ရှိပြီးသားပါနဘေးအဲ့လိုလုံးနိုင်ပါလားစောင့်ကြည့်ကြတာပေါ့ဗျာကျွန်တော်ပါပြန်လုံးနိုင်လဲဆိုတာမြင်ရပါလိမ့်မယ်ဒီပွဲကကျွန်တော်ရဲ့ပွဲချင်းမွေတိုင်းချန်ပီယံပွဲကိုကာကွယ်တဲ့ပထမဆုံးပွဲပါကျွန်တော်ဟာဘွားတစ်ခြားလုံးမွေတိုင်းကစားခဲ့တာဖြစ်ပြီးချန်ပီယံဖြစ်လာတာလည်းမကြသေးပါဘူးဒါကြောင့်ဒီပွဲကအရှုံးမပေးနိုင်ပါဘူးကျွန်တော်ချန်ပီယံပွဲကိုကာကွယ်နိုင်မယ်လို့ယုံကြည်ပါတယ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်နီကိုကာရီလိုကိုနဘေးကျော်ဖြတ်နိုင်ခဲ့တာကသူ့ကိုအံ့အားသင့်စေခဲ့ကြောင်းလည်းစူပါလက်ကအခုလိုမျိုးပြောပါတယ်နီကိုနဲ့နဘေးတို့ရဲ့ပွဲရလက်ကကျွန်တော်မှန်းထားသလိုမဟုတ်ပါဘူးကျွန်တော်ကနီကိုနိုင်မယ်လို့ပဲထင်ခဲ့တာပါနီကိုကနဘေးကိုအလဲထိုးမယ်လို့ထင်ထားပေမဲ့နောက်ဆုံးမှာတော့နဘေးကနီကိုကိုအလဲထိုးပြီးအလုံးကို surprise တိုက်သွားပါတယ်နဘေးကရုပ်ပိုင်းဆိုင်ရာအားကောင်းလာသလိုနီးစနစ်ပိုင်းနဲ့ကျွမ်းကျင်ပါတယ်ဒါက fighter တွေအတွက်ပုံမှန်ပါပဲ fighter တိုင်းကတိုးတက်အောင်လုပ်ရမှာပါလေဒီပွဲအတွက်ကျွန်တော်ရဲ့ပြင်ဆင်မှုလားရှိတာပါဗျာနဘေးနဲ့ထွေးရမယ်ဆိုတာဒီကလေးကပြင်ဆင်ထားတာပါကျွန်တော်မှထွေးရမှာကိုပြောပါတယ်ပရိသတ်တွေကလည်းတခဲနဲ့အားပေးကြတယ်လေလို့ဆိုခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကရောနဘေးနဲ့စူပါလက်စနပွားလက်နဲ့နဘေးဘယ်သူနိုင်မယ်လို့ထင်လဲ comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကနေတော့ပါမယ်နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ